ကဲဒီနေ့မှာဆိုလို့ရှိရင်တော့ညိုကီကိုကန်ကောင်းမကောင်းလားဆိုတာကိုစမ်းသပ်ရမယ်ဂိမ်းလေးတစ်ခုဆော့မှာပဲဖြစ်ပါတယ်အဲ့ဒီဂိမ်းလေးကတော့ကြက်ဥအကြက်နဲ့ကြက်ဥအစိမ်းတွေကိုရောထားမှာဖြစ်ပြီးတော့ညိုကီတို့ကကြက်ဥတွေကိုခေါင်းနဲ့ခွဲရမှာပဲဖြစ်ပါတယ်တကယ်လို့ကြက်ဥအကြက်ကိုရွေးမိလိုက်တဲ့သူကတော့အချစ်ဦးလို့ကြံမိုးထားရတဲ့ GRB ကိုတောက်ရမှာဖြစ်ပြီးတော့ကန်ခဲပြီးတော့ကြက်ဥအစိမ်းကိုရွေးမိလိုက်တဲ့သူကတော့ဖနီကာချင်ချင်လေးကိုတောက်ရမှာပဲဖြစ်ပါတယ်တကယ်လို့တရောင်းပြီးသွားတဲ့အချိန်ဒီကြက်ဥအစိမ်းကိုတစ်ခါမှမရွေးမိလိုက်တဲ့ညိုကီကတော့ Grand Bay Dublin ကိုလက်ဆောင်ရရှိမှာပဲဖြစ်ပါတယ်ကဲဒါဆိုလို့ရှိရင်တော့ညိုကီရဲ့ကန်ကိုအခုပဲစိန်ခေါ်ကြည့်လိုက်ရအောင်哟！哎呦我的妈呀，米粒！Nice， very good。耶！哎呀，哎呀，我没有啊！你来这个。再高点，救不了，救不了。啊，ကောင်းလိုက်ကဲဝင်လာရသွားတဲ့သူကတော့ကိုကျော်စာလည်းဖြစ်ပါတယ်